အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ဘေဂျီယံမိုင်းနဲ့ခွေးများအကြောင်းပဲဖြစ်ပါတယ်ဘေဂျီယံမိုင်းနဲ့ခွေးတွေကကမ္ဘာပေါ်တွင်ထင်ရှားသောခွေးမျိုးစိများတွေကတစ်မျိုးဖြစ်ပါတယ်သူတို့ကဆက်ရည်ပြေးသွားပြီးထက်မြက်တဲ့ညင်ရည်နဲ့ဒီတင်မှုကိုလိုက်လို့ညီတူအောင်လုပ်ဆောင်နိုင်မှာရှိပါတယ်ဒါကြောင့်မိုင်းတိုင်းတွေကစစ်တက်ရဲတပ်ဖွဲ့နဲ့လုံခြုံရေးလုပ်ငန်းတွေမှာအများဆုံးသုံးမှုလေးရှိကြပါတယ်ကျွန်တော်ကတော့ Doris Spector ကမိထောင်ဖြစ်ပါတယ်ဒီလိုအကြောင်းအရာလေးတွေကိုပိုပြီးသိချင်နေဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့ဝေးပါနေခင်ဗျာမိုင်းနဲ့ခွေးတွေကလူလာကဘေဂျီယံနိုင်ငံမှာတိုးတင်းခွေးဖြစ်ဝင်ယူခဲ့ကြပါတယ်သူတို့ရဲ့ထက်မြက်မှုပြင်းပြမှုနဲ့စူးစက်နိုင်စမ်းတွေကတိုးတွေကိုထိန်းချုပ်မှာအကောင်းဆုံးထောက်ကူဖြစ်စေပါတယ်ဒီခွေးတွေရဲ့ရဲမြင့်က22လက်မမှာ26လက်မအထိရှိပါတယ်သူတို့ရဲ့တန်မာလက်ချက်သားတွေနဲ့လူရှင်မီချက်ခိုင်တဲ့ခန္ဓာကိုယ်ကလုပ်ငန်းဆောင်တာတွေကိုထိထိရောက်လှုပ်ဆောင်နိုင်နေပါတယ်ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်တွင်မှာမိုင်းနဲ့ခွေးတွေကစစ်မြေပြင်မှာရေးပါတဲ့ကဏ္ဍကနေပါဝင်ခဲ့ပါတယ်သူတို့ကစာပို့သူလက်နဲ့တည်ဆောင်သူနေရစစ်သားတွေကိုကယ်တင်သူနဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့ကြတာပါဒီနေ့ခေတ်မှာလည်းမိုင်းတိုင်းတွေကစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေမှာမရှိမဖြစ်ရေးပါနေပါတယ်။မိုင်းနဲ့ခွေးတွေကတခြားခွေးမျိုးစိတ်တွေထက်တက်ပိုရှင်နိုင်ပါတယ်။ဒီခွေးတွေကအသက်14နှစ်မှာ16နှစ်အထိတက်ရှင်နိုင်ပြီးတက်ရကြီးလာပေမဲ့သူ့ရဲ့စိုင်းရည်တွေကအားနည်းမှုမရှိပါဘူး။မိုင်းတိုင်းတွေကလုံငန်းကမှာထူးချွန်သူတို့အိမ်မွေးခွေးဖြစ်လဲတစ္ဆာရှိပြီးမိသားစုကိုကာကွယ်ပေးနိုင်တဲ့ခွေးမျိုးဖြစ်ပါတယ်။ဘယ်ဂျီယံမိုင်းတိုင်းခွေးတွေကတစ္ဆာရှိခြင်းရဲရင်ချင်းထက်မြက်ခြင်းစတဲ့ရည်ရှိနေရှိပြီးလုံငန်းကမှာထူးချွန်သောခွေးမျိုးဖြစ်ပါတယ်။ကဲ၍မိတ်ဆွေကကောင်းမွန်သောခွေးတစ်ကောင်လိုချင်ရင်ဘယ်ဂျီယံမိုင်းတိုင်းဒီတွန်းတော့လုံးဝကန့်ညီပါလိမ့်မယ်။သူတို့ကိုဂရုစိုက်ပြီးလေ့ကျင့်နေနိုင်မယ်ဆိုရင်တော့သူတို့ကတည့်ရဲ့အကောင်းဆုံးမိတ်ဆွေနဲ့ကောက်ွယ်သူတွေဖြစ်လာမှာပါဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအကယ်၍မိတ်ဆွေတွေနဲ့တကူဆွေးနွေးကြရှင်တော့ပုံမှန်မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်